ပဇွန်လေးကိုပဇွန်လုံးဟင်းကြိုလေးလုပ်ပြီးတော့မှစားပါမယ်ရှင်ပဇွန်လေးကိုကျွန်မဒီမှာထည့်ပြီးတော့ကြိတ်လိုက်ပါမယ်ရှင်ခဏလေးပဲကြိတ်ရတယ်ခဏလေးကြိတ်တာနဲ့ရသွားပြီနော်ဒါတော့ကျွန်မဘလန်ဒါလေးကိုရေနဲ့ကျင်းပြီးတော့မှဒါဟင်းရည်အဖြစ်ကျွန်မတည်ထားတဲ့အခုဒါလေးကတော့ကြက်သွန်ပြူနဲ့ငရုတ်တီလေးအနှဲငယ်ထောင်ပြီးတော့ကျွန်မထည့်ပါတယ်ဟင်းရည်လေးမွေးရအောင်ဒါတော့စားပါဒါတော့အရသာမုံလေးကတော့အနှဲငယ်ပဲထည့်ပါတယ်ဒါပဇွန်လေးကြိတ်ထားတာဟင်းရည်လေးပွက်လာပြီဆိုတော့ကျွန်မပဇွန်လေးတွေကိုလုံးပြီးတော့ထည့်မယ်ရှင်ပဇွန်လုံးဟင်းကြိုပေါ့နော်ခါရရငဖယ်ဟင်းကြိုကတော့ပဇွန်လုံးဟင်းကြိုလေးပါကျွန်မပဇွန်လေးတွေအကုန်လုံးလုံးလို့ပြီးသွားပြီဟင်းရည်မှာအစရတာလေးရခြင်းလို့ကျွန်မငရုတ်တိ6လေးကိုလည်းထောင်းပြီးတော့မှထည့်လိုက်မယ်ကျွန်မကဟင်းရည်လေးပို့ပြီးတော့မှမှုေးပြီးတော့မှနည်းနည်းအချင်းပတ်လေးရရအောင်ဒီတုံရမ်းအနစ်ဘူးလေးတဲကအနစ်ကလေးအနှဲငယ်ကျွန်မထည့်ပါမယ်ရှင်ဒါဆိုရင်တုံရမ်းနဲ့လည်းမှုေးပြီးတော့မှချင်းချင်းနဲ့ဆိုပို့ပြီးတော့ထည့်ပေါ့နော်ဒီမှာတော့ချင်းတစ်ခါလည်းပါတယ်တုံရမ်းအနစ်ပါတစ်စိတ်ကိုတုံးတယ်လဲလို့ကျွန်မကိုမေးနေကြတဲ့လူတွေဒီတုံရမ်းတစ်စိတ်ကတော့ကျွန်မမပုံမှန်မရှိဘူးဆိုင်မှာလည်းအမြဲရှိနေတာမဟုတ်ရှိတဲ့တစ်စိတ်တွေအမျိုးမျိုးရှိတဲ့ထဲကတွေးတဲ့ဟာကျွန်မယူလာလိုက်တာပဲတုံရမ်းဆိုရင်တိတ်ပြီးတော့ကွာခြားမှုမရှိပါဘူးเนาะအဲ့တော့မုံကြီးရွက်လေးတွေကျွန်မအရွက်ကလေးပါတစ်ခါတည်းထည့်လိုက်မယ်ဟင်းရည်လေးကိုတက်တက်ပြုတ်မစားတော့ဘူးဒါဆိုတော့ပို့ပြီးတော့မှအရွက်ရဲ့အရသာလေးပါတစ်ခါတည်းတောက်လို့ရတာပေါ့နော်ဟင်းဒါတော့ရှမ်းနံလေးမွေးရအောင်ပေါ်အုပ်ပါမယ်မြို့ကောင်းလေးခတ်ပြီးရင်ဒါဟင်းရည်လေးကစားလို့ရသွားပြီမုံမွေးလေးတုံရမ်းနှံလေးမုံမွေးလေးနဲ့အရင်ကြီးချင်းနေအောင်မလုပ်ထားဘူးတုံရမ်းနှံမုံမွေးကလေးနဲ့တုံရမ်းအရသာလေးပါတယ်ဆိုယုံလေးနဲ့ဟင်းရည်ချိုကလေးပါနော်ပဇွန်ကိုဒီတိုင်းအကောင်လိုက်ချက်စားတာနဲ့ဒီလိုလေးကြိတ်ပြီးတော့မှအသားလုံးပုံစံလေးလုပ်ပြီးချက်စားတာနဲ့အရသာကွာပါတယ်ဒါလေးကပို့ပြီးတော့ချိုတယ်ပဇွန်ရဲ့အချိုအရသာတွေကဟင်းရည်တဲ့ပျော်ဝင်ပြီးတော့မှဟင်းရည်လေးတောက်လိုက်ရင်အရန်ကိုအရသာရှိပါတယ်နော်ဒါဆိုလွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်နဲ့အရန်တောက်လို့ကောင်းတဲ့ပဇွန်ဟင်းရေတစ်ခွက်ရပါပြီရှင်အဲဒီမှာစားဖို့အဆင်သင့်ဖြစ်သွားပြီပဇွန်လုံးဟင်းကြိုလေးတွေကျွန်မ